ဘာမှစားတယ်ကာလာမပတ်တတ်ဘူး အော်ကျမဗမာဆိုမှဗမာစားရေးမှာပေါ့ရှင် ဟောကာလာမဘာမှစားမတတ်တာ ကျမအပေါင်ပဲခံတာရှင်ကျမမွေဦးရှင် အပေါင်းခန္ဓာအဲ့ဒီမှာအပေါင်းခန္ဓာတကယ်နော် ပေါင်ပဲခံတာရှင် အဲ့ဒီမှာကာလာပစ္စည်းကိုအပေါင်းခံပါလား ဘာဖြစ်စီလဲ ကာလာဒီပစ္စည်းတွေကိုပြောတာနော်ကာလာပစ္စည်းတွေကိုတော့ကြည့်ပြီးတော့အားထင်မသိနဲ့နော်ကာလာလဲနဲ့တွန်းလာတဲ့ဆိုပေမဲ့အားလုံးက brand new တွေကြီးပဲနော်အားလုံးပေါင်းလို့ရှိရင်ဈေးကမနိုင်ဘူးနော်ကာလာပစ္စည်း နေပါအောင်ရှင်ဒီပစ္စည်းရတကယ်ပေါင်မလား ဟာကာလာဈေးကောင်းရတကယ်ပေါင်းပါ ဟွန်းအဲ့ဆိုလို့ရှင်ဒီပစ္စည်းအကုန်လုံးကျမနေထည့်လိုက်တော့ တကယ်နော်ကာလာရပွားပြီကာလာရပွားပြီ